Okay. လူမိုက်ဆိုလင်းရှောင်းသွေးလွယ်လို့မမီဝဲနဲ့ကင်းအောင်မီပညာရှိကိုအရှိတွေလို့မိဝဲစီကနေယူစီသုံးမရတနာမိပါများနဲ့ဆရာသမားကိုပူဇော်လေးချမ်းသာကိုပေးဆက်ဆံရေးမျောတွေသုံးချက်ပေးအေရာမဗုဒ္ဓဝါဒကမ္ဘာမင်္ဂလာတွေကုသိုလ်ပညာဥစ္စာရဖို့တရားဒေသအမြဲနေရှိကတင်ကြုံပြုခဲ့ဘူးသည်ကောင်းမှုအထူးရှိပါစေမိမိကိုယ်ကိုကောင်းအောင်ထိန်လို့မတိမ်စေနဲ့စောက်တီလေးဥစ္စာကိုပေးနေထိုင်မျောတွေသုံးချက်ပေးအေရာမဗုဒ္ဓဝါဒကမ္ဘာမင်္ဂလာတွေတကောင်းတရားဟုသမျှကိုကြားမြင်သူတရှိပါစေအိုးအိမ်တည်ထောင်ဝမ်းစာရည်နဲ့အသက်မွေးဖို့အသက်သင်လေးလူနဲ့ဆိုင်ရာခြင်းဝင်များကိုရောင်းစွာတင်ချနာလေစီမန်ကန်ရင်ကြည်ချိုသာအေးဆိုရည်တပါစေအေရာမဗုဒ္ဓဝါဒကမ္ဘာမင်္ဂလာတွေမြတ်မိုးရွှေတောင်းမိပါကျွေးကိုကောင်းစွာဆက်ပေးဝိချီကြီးကျွေးသေးချကသာနေမရကိုမြောက်စာချီမြင့်ဝတ်ကုံစီအလောက်တာဝဲမလင်းနဲ့အပြည့်ကင်းအောင်လုပ်ပါလေစီစဉ်ကိုပေးပြုစုရေးမျောတွေသုံးချက်ပေးအေရာမဗုဒ္ဓဝါဒကမ္ဘာမင်္ဂလာတွေသုံးနံစေတနာပြုစင်လန်းလို့ဘေကံဝေမြလူနိုင်စေကိုယ်နှုတ်စိတ်ချမ်းမမိုင်မနဲ့သူစရိုက်တရားကိုကျင့်မာလေဆွေမျိုးတွေကိုပြစ်မှတ်ထားနဲ့သင်္ဃဟာတရားနဲ့ချီးမြှောက်လေတန်စင်ပြမျိုးလူတို့အကျိုးသေဖို့ရွတ်ဆောင်လေအေရာမဗုဒ္ဓဝါဒကမ္ဘာမင်္ဂလာတွေမကောင်းမှုတွေဟုသမျှကိုမတွေ့ခင်ကရှောင်ခြင်းလေတွေ့ကြုံလာလျင်မလွန်ကျူးနဲ့အထူးသဖြင့်ဆောင်စည်းနေအယက်သေးစားမတော်စားနဲ့မောင်မာတတဲ့အရာပဲလောက်ကိုင်းပြောကြတတိထားတရားမမေ့စေအေရာမဗုဒ္ဓဝါဒကမ္ဘာမင်္ဂလာတွေအသက်ကုန်ဝါကိုထက်ကြီးကစီကခါစားယိုသေးလေမာနတကောမကြွနဲ့ကိုယ်ကိုနှိမ့်ချအမြဲနေလောဘအပိုးလို့မလိုက်နဲ့ကိုယ်ထိုက်တာနဲ့ခြေနဲ့လေကိုယ်ပေါ်ပြူဘူးသူကျေးဇူးအထူးတည်ရစေအေရာမဗုဒ္ဓဝါဒကမ္ဘာမင်္ဂလာတွေဝိစာနေထိုင်ရန်ခတ်သိစိတ်ကိုချုပ်ထိတ်သီးခံလေကျိုးချောင်းပြညိုဆုံးမစကားကိုပြောကြလာကနားလွယ်စီသူမြတ်ပုဂ္ဂိုလ်ဟူသမျှကိုမကြာခဏတွေ့ဆုံလေတဘာဝတွေ့မှန်ကန်ရေးဆွေးနွေးမပြတ်ပေအေရာမဗုဒ္ဓဝါဒကမ္ဘာမင်္ဂလာတွေလောကီအာယုံစိတ်ရင်မှုလို့ပြောမကျူးနဲ့ချိုးကြလေမြတ်တာပြမစိုးလက်ကိုင်းသုံးလို့သူမြတ်ချက်ထုံးရင်းမသွေလေးပါးသစ္စာဉာဏ်မြင်ကြည့်လို့အမှန်သိအောင်ကြိုးစားလေဒုက္ခလောကင်းနိဗ္ဗာန်ချင်း
အလင်းပေါင်းနိုင်စေအေရာမဗုဒ္ဓဝါဒကမ္ဘာမင်္ဂလာတွေစေရချမ်းသာသဘာဝမှာတွေ့ကြုံနေကြလူတိုင်းမေကောင်းဆိုးနှစ်တန်းအစုံထွေလို့တလဲစီလဲအမြဲနေလောကရန်ကြုံမဖြုံတမ်းမောမတုံစမ်းနဲ့စိတ်ခိုင်စေတောကကိုထိတ်ရမသိအေးငြိမ်ချမ်းသာနေအေရာမဗုဒ္ဓဝါဒကမ္ဘာမင်္ဂလာတွေ38ဖြာမင်္ဂလာတရားကိုပြပြနေကြကမ္ဘာမြေဟိုတိုင်းဒီပြည်ရစခင်လို့လူနဲ့လူချင်းသက်ကနေငြိမ်းချမ်းပါစေအာတိတာနဲ့စံဆောင်ရာကကုညီတလေ38ဖြာမင်္ဂလာတရားဤတာဖြတ်ငါဝေအဖို့တန်နေဗုဒ္ဓဝါဒကဘာကတိပါစေ